ကျွန်တော်10နှစ်သားအရွယ်1950ပြည့်နှစ်ကအဖြစ်ပြက်ကလေးမှုကြာတော့အတော်တော့ကြာခဲ့ပါပြီဒါပေမဲ့ကျွန်တော်ကိုယ်တိုင်မြင်တွေ့ခဲ့ရတာမို့ကြည်ဘူးတဲ့ရုပ်ရှင်ကားတကားလို့ဘလောက်ပဲကြာကြာမမေ့နိုင်တယ်လို့ဖတ်ဖူးတဲ့ဝတ္ထုကောင်းတစ်ပုဒ်ကိုအမြဲတမ်းအမှတ်ရနေတယ်လို့မျိုးကျွန်တော်ရဲ့မျက်စိထဲမှာလည်းမြင်အောင်နေစေအမှတ်ရနေစေဖြစ်ရလေပါအဲ့ဒီအချိန်ကတော့ကျွန်တော်မြင်တွေ့ခဲ့ရတဲ့ဖြစ်ရတွေကိုထူးဆန်းလိုက်တာလို့ခလေးအတွေ့ဆယ်ကျော်တဲ့အမြင်နဲ့တွေ့မြင်ခံစားမိခဲ့ပေမယ့်ကျွန်တော်မျက်မြင်တွေ့ခဲ့တဲ့အရာတွေကြုံခဲ့ရတဲ့ဂမ်ဘီယာဖြစ်စဉ်တွေကိုတော့မတွေးမိပါဘူးသိလည်းမသိဘူးဘဲဒီမှာလည်းအရွယ်ကမူလာတဲ့အကြောင်းသားအရွယ်မို့ကျောင်းစာကလွဲပြီးတော့အပြင်စာကလည်းမဖတ်ဘူးခဲ့ဘူးကိုကျွန်တော်ကိုရီးမျက်မြင်ကြုံတွေ့ခဲ့ရတဲ့ဂမ်ဘီယာဖြစ်စဉ်အချို့ကိုတော့ပြောပြချင်ပါတယ်အဲ့ဒါလို့ပြောပြရမယ်ဆိုရင်တော့ကျွန်တော်နဲ့ကျွန်တော်ရဲ့ပတ်ဝန်းကျင်ကျွန်တော်ကျောင်းနေပဲတငယ်ချင်းများအကြောင်းကျွန်တော်မွေးရမြေစာတီနဲ့ပတ်ဝန်းကျင်ကကြေးရွာတွေအကြောင်းကိုတော့ထဲထဲဝင်ဝင်ပြောပြမှအဆင်ပြေမှာမို့ကျွန်တော်ကိုတော့ပြောခွင့်ပြုပါနော်ကျွန်တော်ဇာတိမွေးရကတော့ကြီးတော်ကုန်းရဲ့ရမဲသိမ်းပဲဖြစ်ပါတယ်ဇာတိမီကအရှိစူးစူးကိုလှမ်းမြော်ကြည့်လိုက်မယ်ဆိုရင်တော့နေတမျိုးညတဖုံအမြင်ဆန်းဆန်းနဲ့မိုးပြန်ရောင်ညွညွတန်းနေတဲ့ရှမ်းယူမတောင်တန်းကြီးကိုအနီးကပ်မြင်တွေ့နိုင်ပါတယ်တစ်ချိန်တည်းမှာပဲဆက်ဆက်လျက်ရှိတာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကရှေမင်းမျိုးစားနယ်တွေတူးဖော်ထားတဲ့အေယာမကန်ကြီးဂျီနီကန်လို့အမည်ရပါတယ်အဲ့ဒီကန်ကြီးကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်ကြီးနီကန်ကြီးရဲ့တောင်ဘက်မှာဆိုရင်တော့ကန်ဆွေရွာကံမြင့်ရွာမှန်စီရွာဝါရောရွာထိန်ကန်ရွာရုံးမင်တွေရွာတွေရှိပြီးတော့မြောက်ဘက်မှာတော့မာလီကုန်းရွာနဲ့ရွှေကူကုန်းရွာယခုတော့ရွှေကူရက်ကွက်လို့မြို့ပေါ်ရက်ကွက်အဖြစ်ကိုအစစ်မြင်ထားကြောင်းသိရပါတယ်။ကန်ကြီးရဲ့အနောက်တောင်ရွံ့ဘက်မှာတော့ကန်တဲရွာစင်ကျုံတောရကျောင်းတိုက်ကြီးရဲ့မြောက်ဘက်မှာတော့ဂျင်းနီကန်ကြီးရဲ့အနောက်ဘက်တဲ့မှာတော့တိန်ကုန်းလေးရွာဆိုတာရှိပါတယ်။အဲ့ဒီတိန်ကုန်းလေးရွာဆိုတာကတော့ကျွန်တော်10နှစ်သားအရွယ်ကထူးခြားအံ့ဩဖွယ်ရာကောင်းတဲ့ဂမ်ဘီယာဖြစ်စဉ်ကြောင့်လူအများရွာမှာမနေဝန်းလောက်အောင်ကြုံရပြီးတော့ရွာကိုစွန့်ပစ်ပြီးတော့အရှိုးထွက်ခွာသွားကြပြီးတော့ပျက်စီးသွားတဲ့ရွာပဲဖြစ်ပါတယ်။ရမဲသိန်းနဲ့ကလျက်အနီးဆုံးရွာတွေထဲမှာမှတိန်ကုန်းရွာဟူပြီးတော့အမီက2ရွာရှိတယ်။ဒေသခံတွေကမြို့အရှိဘက်ကတိန်ကုန်းရွာကိုတော့တိန်ကုန်းကြီးမြို့အနောက်ဘက်ကနေပြီးတော့ကလျက်ရှိတဲ့တိန်ကုန်းရွာကိုတော့တိန်ကုန်းလေးရွာလို့ခေါ်တယ်။အရှိဘက်မှာရှိတဲ့တိန်ကုန်းကြီးရွာဟာတော့တချို့သောမြို့များထက်ပင်အဆင့်မြင့်သောစံပြရွာကြီးပဲဖြစ်တယ်။အခုကျွန်တော်ပြောပြမယ့်ဂမ်ဘီယာဖြစ်စဉ်တွေဟာတော့အဲ့ဒီစံပြတိန်ကုန်းကြီးကျွော်မှာဖြစ်တာမဟုတ်ဘဲနဲ့တိန်ကုန်းလေးရွာမှာဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်10နှစ်သားရွယ်ကမျက်မြင်ကိုယ်တွေကြုံတွေ့ခဲ့ဘူးတဲ့တိန်ကုန်းလေးရွာမှာဂမ်ဘီယာဖြစ်စဉ်ပေါ်ပေါက်ခဲ့ပြီးတဲ့နောက်ပိုင်းတော့ရွာပြတ်သွားတဲ့အကြောင်းကတော့ဖြစ်ရမှန်အတိုင်းရေးသားတင်ပြထားပါတယ်ကျွန်တော်တို့မြန်မာတွေသူ့ကျွန်ဘွားကလွတ်ပြီးစာကာလနှစ်သားမြန်မာအစိုးရလက်ထက်တိတိကျကျပြောရရင်တော့1950ပြည့်နှစ်ဖာစာပလာအစိုးရလက်ထက်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်အကြောင်းအရာမှုကြာတော့အတော်ကြာခဲ့ပါပြီတိန်ကုန်းရွာလေးပြတ်တော့မယ်တဲ့ဟေ့ဟဲငလုံးမနဲ့စောစောစီးစီးမဦးမချိုးဘာတွေလျှောက်ပြောနေတာလဲငကိုကလေးကမှလူတွေကသူတလူငါတမိန်ဖြစ်နေရတဲ့အထဲမင်းတို့ကလေးတွေကလည်းတမောက်တကယ်ပြောတာတိန်ကုန်းလေးကကုံစင်းရောက်တဲ့မိန်းမတွေနဲ့စံကုန်တယ်တွေလည်းဈေးမထွက်ကြတော့ဘူးတဲ့တိန်ကုန်းလေးရွာကတ်ဆိုင်တော့မယ်တဲ့လာပြန်ပြီတယောက်စောစောစီးစီးမပြောကောင်းပြောကောင်းကတ်ဆိုင်မယ်လေပြောတယ်ဘလူးဝင်ဆွီးမယ်လို့လည်းပြောတယ်ပြေးနိုင်မှတေဘေးကလွတ်မယ်တဲ့ရုတ်တရက်ဖြစ်ပေါ်လာတဲ့သတင်းထူးသတင်းဆန်းတွေကြောင့်ကျွန်တော်တို့အိမ်ဝိုင်းအတွင်းမှာတော့10ကျော်သက်အရွယ်ကျွန်တော်ကစားပေါ်ကျောင်းနေပဲတငယ်ချင်းညီအကိုများအပါအဝင်တငယ်ချင်းများစုဝေးစွာရောက်လာကြလေတော့တယ်သူတို့ကတော့တင်လုံးငလုံးခေါ်တင်ဝင်ဘိုးဘိုခေါ်မောင်တန်းဖိုးပြူခေါ်မြင့်သိမ့်ပြားကြီးခေါ်တင်မောင်ကျွန်တော်ပါဆိုရင်တော့9ယောက်ကျွန်တော်ထက်အသက်ကြီးတဲ့တင်လှတင်မောင်တို့ပါပဲမဲ့အဖွဲ့ကိုတော့ကျွန်တော်ကဥဆောင်တယ်သူတို့ကတော့73နဲ့14နှစ်အရွယ်ပဲဖြစ်ပေမဲ့ကျန်လူအားလုံးကတော့10နှစ်12နှစ်သားအရွယ်တွေသာဖြစ်ကြတယ်ဟဲ့ကလေးဘယ်ကိုသွားနေကြတာလဲကျွန်တော်တို့ပြောတဲ့စကားကိုမမဆန်မယုံမှုမဟုတ်လားကျွန်တော်တို့ကလည်းတခြားသူတွေပြောတာကိုကြားခဲ့ပြီးတော့ပြန်ပြောပြတာဆိုတော့ဟုတ်ပါတယ်တက်အပ်သေးချာမပြောနိုင်ဘူးလေဒါကြောင့်တိန်ကုန်းလေးရွာကိုသွားကြည့်ကြမလို့ဟဲ့ကောင်းလေးဘာမဲညာမဲမသိပဲနဲ့အတော်ရှည်တာပဲမသွားရဘူးအဖေနဲ့အမေတွေရှိသေးတာမို့အမရဲ့အမိကိုတော့မနာခံနိုင်တာဝမ်းနေပါတယ်တကယ်ချင်းတို့မြန်လာလစ်စုပ်ကျွန်တော်ကလည်းငယ်စဉ်ကပဲမလိုအပ်တဲ့ချုပ်ချယ်တားမြစ်ခြင်းတွေကိုလက်မခံတတ်ပါဒါကြောင့်လဲကျွန်တော်မှမခင်ဆန်တားတဲ့ကြားတွေကမှအပေါင်းအသင်းများနဲ့ကောလာဟာလာသတင်းထူးသတင်းဆန်းဖြစ်နေတဲ့တိန်ကုန်းရွာလေးစီကိုစပိန်များနဲ့ထွက်လာခဲ့ကြတော့တယ်တိန်ကုန်းရွာလေးဆိုတာကရမဲသိန်းကနေစပိန်နင်းသွားရင်တော့မိနစ်20လောက်ပဲနင်းရောက်ပါတယ်ရွာနဲ့မြို့ဟာရေအိုးနဲ့ရေမုတ်လို့ပြောရပါမယ်အဲ့ဒါလောက်တော့နီးပါတယ်
စကားတပြောပြောနဲ့စပိန်နေလာကြတာမနက်၈နာရီလောက်ရောက်မှတိမ်ကုန်းရွာလေးကိုရောက်ပါတော့တယ်။မြင်းကွင်းကတော့ရွာအဝင်ထွက်လူတွေလှဲတွေအရင်နဲ့မတူပဲများပြားနေတာကိုတွေ့ရတယ်။ထူးဆန်းလူလည်းနေပါတယ်။ကျွန်တော်တို့တွေ့တဲ့လူတွေကိုဘာမှမမေးတော့ဘဲနဲ့ရွာထဲကိုဆက်ဝင်လာခဲ့တယ်။အကယ်၍ကျွန်တော်တို့မေးလဲသူတို့ပြောချင်မှမရဘူးလေ။သူတို့မှာကအလောတကြီးလုံးရမယ့်အလုပ်တွေကြောင့်အလွန်တော့ကရောက်နေကြဟန်တူတယ်။ကျွန်တော်တို့လိုကလေးတွေကမေးလန်းဆန်းလာလို့ရင်တော့အော်ငေါက်တာတောင်ခံရနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်ဘာတွေတကြီးဦးစောအိမ်ရှိရာရွာအရှိဘက်ပိုင်းကိုဆက်သွားခဲ့တာ။တကြီးဦးစောရဲ့ဇနီးအကြီးလေးတော်ရွှေတင်နဲ့ကျွန်တော်အမေဒေါ်ကြီးခင်တို့ကညီမဝမ်းခဲတော်ဆက်ပါတယ်။မရှိမနှောင်းပဲကျွန်တော်အမများဖြစ်တဲ့မခင်ဆန်းနဲ့မတန်းညွန်းတို့ကလည်းရွာကိုရောက်လာပြီးတော့အကြီးလေးတော်ရွှေတင်နဲ့တွေ့ပြီးတော့လက်ရှိဖြစ်ပေါ်နေတဲ့ရွာရဲ့အခြေအနေကိုမေးပြကြလေတော့တယ်။အကြီးလေးတို့ရွာရဲ့သတင်းတွေကိုကြားပြီးတော့အမေကတအားစိတ်ပူနေတာအဲ့ဒါညီတို့ညီမတွေသွားစုံစမ်းဆိုပြီးတော့ကျမတို့လာခဲ့တာပြောမပြောချင်တော့ဘူးငါသေးချင်တဲ့လုံမလေးရဲ့အိုးအကြီးလေးကလည်းဘာမှမပြောရသေးဘူးတေးချင်တာကအရင်ပဲနေစမ်းမအောင်ရွာပြက်မယ်ကက်ဆိုင်မယ်ဆိုတဲ့အကြောင်းကကောင်လေးပြောပြလို့ကျမတို့လည်းသိပြီးပြီအဲ့ဒီစကားဘယ်သူကပြောလိုက်တာတော့အကြီးလေးရဲ့ကျွန်တော်အမမခင်ဆန်းကလည်းသတင်းစင်းမြင့်ဘယ်ကနေဘလို့ရလဲဆိုတာသိချင်တာကြောင့်အကြီးလေးတော်ရွှေတင်ကိုမေးလိုက်လေတော့တယ်ဟောလုံမလေးတို့လည်းရောက်လာကြသကိုမခင်ဆန်းရဲ့အမေကိုအကြီးလေးတော်ရွှေတင်ကမဖြေမီဘာရွေဥစောကရွာဦးเจ้าမှပြန်ရောက်လာတဲ့ဖြစ်ဘာရွေဥစောကပဲပြောပြမယ်ဖြစ်တယ်ဒလို့ကွယ်လုံမလေးပြီးခဲ့တဲ့သတင်းဘက်ကရွာเจ้าကကပ္ပိယကြီးဦးမောကဘာတွင်းနဲ့အတူဘိန်းတော်ဆရာကြီးအဘဖိုးညံရွာရှေပိုင်းကအဘဖိုးသက်ပြင်ရွာလယ်ပိုင်းကဦးဆန်တို့ကိုပြောပြတာပါရွာပြက်မယ်ကတ်ဆိုင်မယ်ဆိုတာကကပ္ပိယကြီးအရင်ဆုံးအိမ်မက်ရတာတဲ့အိမ်မက်အကြောင်းကိုအတိအကျပြောရမယ်ဆိုရင်တော့ဆရာတော်နဲ့ကျောင်းနေရဟန်းတန်ဃာတွေကျောင်းမှာအမြန်ခွာပါရွာသူရွာသားအလုံးကလည်းရွာကနေအမြန်ပြောင်းရွှေ့ကြဖို့ဆရာတော်ကတိုက်တွန်းပေးဖို့ရှောက်ထားတာERA လည်းမကြခင်ဘေးဆိုးရန်ဆိုးကတ်ဆိုးတွေစိုက်ပြီးတော့ဘလူးဝင်စီးလိုက်မယ်လို့အိမ်မက်ရတဲ့အိမ်မက်ကအဲ့ဒါလောက်ပါပဲဒါပေမဲ့ညစီအိတ်တဲ့အခါတိုင်းကပ္ပိယကြီးဦးမော်ကိုအိမ်မက်ပေးနေတာမို့ကပ္ပိယကြီးကလည်းဒီအတိုင်းနေလို့တော့မဖြစ်တော့ဘူးဆိုပြီးတော့ဘာဒင်းနဲ့ကြေးရွာကလူတွေကိုပြောပြပြီးတော့တိုင်မြင်တာကွဘာတွေပြောပြပုံရဆိုရင်တော့အတော်ထူးဆန်းတဲ့အိမ်မက်ဆိုတာကိုသဘောပေါက်ပါတယ်ဒါပေမဲ့ကျမတော့မယုံဘူးအိမ်မက်ဆိုတာကသွေးလေခြောက်ချားတဲ့အခါတွေအတွေးလုံးပြီးတော့အိမ်မောကြတဲ့အခါတွေမှမတ်တက်တာလို့စောင်းမတစ်ပုံမှာကျမဖတ်ဖူးတယ်ဘာတွေလဲကပ္ပိယကြီးဦးမော်ပြောကစားကတော့အဖိုးကြီးသွေးလေခြောက်ချပြီးတော့ကြောင်ကန်တန်းတွေရှောက်ပြောနေတယ်လို့ထင်ခဲ့မိတာဒါပေမဲ့ရွာကလူတွေတော်တော်များများကလည်းဒီအကြောင်းအရာနဲ့တူတဲ့အိမ်မက်တွေကိုမတ်ကြပြီးတော့နောက်ဆုံးကပ္ပိယကြီးကိုဝိဖြူစင်ကျဲပုပ်ကိုယ်ထူကိုယ်တိုင်ကကိုထင်ပြပြီးတော့ကျောင်းပေါ်တက်လာပြီးပြောတဲ့အကြောင်းကိုကပ္ပိယကြီးကပြောပြတော့မှအန်အောပြီးယုံကြည်မိတော့တာကပ္ပိယကြီးကလည်းအလွန်တည်ကြည်ပြီးတော့မှန်ကန်တဲ့ပုပ်ကိုကျောင်းနိုင်ဆရာတော်ကြီးရဲ့လည်းတပည့်ရဲ့စာတက်ပေတဲ့ပုပ်ကိုမို့ယုံကြည်ထိုက်သူပါကွယ်ဝိဖြူစင်ကျဲဝတ်ထားတဲ့ပုပ်ကိုကြီးကကပ္ပိယကြီးကိုဘာတွေပြောပြခဲ့လဲပြောပြပါအောင်ဘာတွေရဲ့သူတော်စင်ပုပ်ကိုထူးကြီးကပထမကျောင်းမော်ကိုရောက်လာတာရောက်ချင်းကျောင်းမော်ကနေပြီးတော့ဖះကျောင်းဆောင်မှာကိန်းဝတ်ဆံပယ်နေတဲ့မြတ်စွာဘုရားကိုရှ िख ိုးကြော့ပါတယ်နောက်ပြီးတော့ဆရာတော်ကြီးကျိတ်ဆက်နေတာကိုလည်းဦးတိုင်ဝတ်ပြုပြီးတော့ဆရာတော်ရဲ့ချင်းရင်မဲ့မလန်းမကန်းမှာအိတ်ဆက်နေတဲ့သူ့စီကိုရောက်လာတဲ့ပြီးတော့လည်းအချိန်မရှိတော့ဘူးကပ္ပိယကြီးဤရွာဤကျောင်းသင်ခန်းမှာထွက်ခွာပြီးတော့အခြားအရက်မှာကျောင်းသင်ခန်းတစ်ခုခုကိုပြောင်းရွှေ့တဲ့သုံးမှုဆရာတော်ကြီးကိုရှောက်ထားပါရွာသူရွာသားတွေကိုလည်းအခြားအရက်ဒေသတစ်ခုခုကိုပြောင်းရွှေ့နေထိုင်ကြဖို့တိုက်တွန်းပေးပါလို့ပြောပြီးတော့သူ့ရှိမှတင်ပျောက်ကွယ်သွားတယ်တဲ့ပုဂ္ဂိုလ်ထူးကြီးကျောင်းပေါ်ရောက်လာကြတဲ့ကအလင်းအောင်ဟာလည်းတကြောင်လုံးကိုလင်းထိန်နေတာကိုတွေ့ရတယ်ပုဂ္ဂိုလ်ထူးကြီးရုတ်တရက်ပျောက်သွားတဲ့အခါမှာတော့အလင်းအောင်မှာပျောက်ကွယ်သွားတဲ့နေပါဦးဘာတွေရဲ့ဒီပုဂ္ဂိုလ်ထူးကြီးဆိုတာကဘာလို့မြန်ဆရာတော်နဲ့ယဟန်တွေကိုတခြားပြောင်းဖို့ရွာသူရွာသားတွေကိုတနေ့တကြီးပြောင်းရွှေ့ခိုင်းဖို့ပြောရတာလေဟဲ့ကောင်လေးမသိဘဲနဲ့တောပြောတောင်ပြောတွေပြောမနေနဲ့ခလေးရခလေးပြပြီးနေစမ်းအမမခင်ဆန်းကလည်းကျွန်တော်ပေါက်တက်ကရပြောလိုက်မှဆိုပြီးတော့ဟန်တားလိုက်လေတော့တယ်ပြီးတော့အကြီးလေးတော်ရွှေတင်ဘာတွေဥစောတို့ကိုလည်းနှုတ်ဆက်ပြီးတော့အမကလည်းမြင်းလဲနဲ့ပြန်ခဲ့ကြသလိုကျွန်တော်တို့ကလည်းစပိန်နဲ့ပြန်လာခဲ့ကြတယ်ပထမရဲ့အတွေ့အကြုံကတော့ပုံမြင်လိုဘာလို့မို့စိတ်ဝင်စားဖို့တော့မကောင်းသေးဘူးနောက်နေ့ရက်ကြာမှာတော့အကြီးလေးတော်ရွှေတင်ကျွန်တော်တို့အိမ်ကိုဦးရဖရနဲ့ရောက်လာပြီးတော့ထူးထူးခြားခြားအဖြစ်အပျက်ထူးခြားတဲ့ဖြစ်စဉ်တွေကိုသိရတော့မှအားလုံးကချီမကင်မိလက်မကင်မိဖြစ်ရတော့တယ်အမေရေအကြီးလေးတော်ရွှေတင်လာတယ်လာမရွှေတင်ငါနဲ့ကိုတတိယပြီးတော့အရန်တွေ့ချင်နေတာငါလည်းညီကိုတတိယပါတော့ရွာကလူတွေပြောနေတဲ့သတင်းဆိုးတွေကြောင့်ဘယ်ကနေဘလို့ပြောရမှန်းတော့မသိတော့ပါဘူးအေးဒါနဲ့မရွှေတင်ရွာမှာဘာသတင်းတွေထူးသေးလဲရင်အဲ့ကိစ္စပြောဖို့ငါလာတာမအေးခင်ရွာမှာကလည်းအကုန်လုံးနှီးပါအိမ်မက်တွေမတ်ကြတဲ့အပြင်ကိုမှနေရာအနှံ့ကိုအခရာစလုံးတွေကလည်းပေါ်လာတာ
ဖျားကြီးနဲ့ရွာတွေကမကြီးပင်နေထနှောင်းပင်နေကိုပင်တမာပင်ထမ်းပင်နဲ့ရွာဦးကျောင်းတိုင်းကအုံးပင်တွေရဲ့ပင်စီတွေပေါ်မှာပေါ်နေတာတဲ့တချို့အိမ်ခပန်းတွေမှာလည်းပေါ်နေတာတဲ့ဒို့အိမ်ရှိကညောင်ပင်ကြီးနဲ့ဒို့အိမ်နောက်ကစပယ်ကြီးပက်ပက်လဲမှာတော့စာတွေအထင်းသားပေါ်နေတာတော့ဒါနဲ့အကြီးလေးစာတွေကိုဘာနဲ့ရေးထားတာလဲယင်အကြီးလေးထင်ကတော့ထုံဒါမှမဟုတ်ရင်တော့မြေပြူလိုအရာနဲ့ရေးတာထင်တယ်လုံးမလေးကြီးအကြီးလေးတော်ရွှေတင်ကတော့ကျွန်တော်အမမခင်ဆန်းရဲ့အမေကိုသူ့ရဲ့နှစ်ဖူးပေါ်ကချွေးကိုသူကောင်းဆောင်လာတဲ့အညာတစ်ပတ်ကျန်းလေးနဲ့တုတ်ရင်းနဲ့တောကဖြစ်နေတဲ့ဖြေလိုက်လေတော့တယ်နေအောင်အကြီးလေးရွာမာကမထိတ်တာမလန့်တာကောလာဟာလာသတင်းတွေဖြစ်နေတော့ရွာကကာလာသားတွေမြဲနောက်တာများဖြစ်နေမလားအကြီးလေးအိုကွယ်လုံမလေးကလည်းတကယ်မှတရွာလုံးနေရအနှံ့ကိုတပြိုင်နက်တည်းပေါ်လာအောင်လို့စာတွေကိုဘသူကဘလို့ရေးနိုင်မှာလဲကွလူတွေလည်းကြောက်လန့်ပြီးတော့ပြောင်းသွားကြတာမှသုံးပုံတစ်ပုံတော့မကြံတော့ဘူးကွဒါနဲ့မတ်တင်ရွှေစာကိုဘလို့ရေးထားတာတော့ကွအခရာကာကြီးခါဝေးကနေပြီးတော့အထီကိုတလုံးချင်းတွေလည်းရေးထားပြီးတော့ရွာကနေအမြန်သွားဘလူးဝင်တော့မယ်ဘလူးစားတာခံရမယ်ဘာညာနဲ့6လက်နဲ့စကလုံးတွေကြီးပဲညခွေးတွေဥတာကလည်းသွေးပြက်မတက်ပါအေးရွာကတချို့လူတွေဆိုရင်တော့ပြောင်းကုန်ကြပြီဆိုတာကိုတွေ့ရတယ်ခွေးတွေကလည်းတခင်တွေပြောင်းရောင်နောက်ကိုပါသွားပြီးတော့ရွာမှာကလည်းခွေးမရှိတဲ့လောက်နေပါသွားပါပြီရွာဦးเจ้าကခွေးကြီး3ကောင်ဒို့အိမ်က1ကောင်တခြားအိမ်ကအားလုံးပေါင်းမှ1ကောင်2ကောင်လောက်ပဲရှိတော့တာညဆိုရင်တော့ခွေးတွေဥတဲ့အတန်တွေဟာလဲကြောက်ခမန်းလိလိပဲအဲ့ဒီခွေးဥတန်တွေကြားပါဆိုရင်တော့ရွာကခွေးတွေကမဥရဲတဲ့အပြင်ကြောက်ပြီးတော့အမိတောင်ကုတ်ပြီးတော့အဲ့ဒါကတော့ထူးဆန်းတဲ့မတ်တင်ရွှေညီတို့အဲ့ဒီရွာမှာအခုချိန်ထိဘာကြောင့်မပြောင်းသေးတာလဲငါတို့အိမ်ကလူကြီးသူကြီးတွေလေနောက်ဆုံးအချိန်ထိရွာဖို့စောက်ရှောက်ရမယ်ဆရာတော်ကြီးနဲ့ကျောင်းမှာရှိတဲ့တန်ဃာတော်တွေကိုတင့်ရကျောင်းသင်ခန်းကိုပြောင်းမရအောင်ပဲမဟုတ်လားကျောင်းမှာလဲကိုရင်နှစ်ပါးနဲ့အမောင်ကျောင်းသားတွေကတော့နောက်ဆုံးမှမိဘတွေစီကိုအနံပြိုးစီစဉ်ထားပြီးပါပြီဒါနဲ့မတ်တင်ရွှေညီတို့ကဘယ်ပြောင်းမယ်လို့စိတ်ကူးထားလဲအဲ့ကိစ္စပြောဖို့ငါလာတာပဲမအေးခင်ရေနောက်ဆုံးတော့တို့မဖြစ်မနေပြောင်းရမယ်ဆိုရင်တော့ညီတို့တောင်ပိုင်းကမြေလေးတနေရလွတ်နေတယ်မလားအိမ်မှာအိမ်ဆောက်ပြီးတော့ခဏနေခြင်းနဲ့ဟဲအဲ့ဒါပြောစရာလားမတ်တိတ်ရွှေရဲ့လာအခုချက်ချင်းအမေကိုငါပြောပေးမယ်ကျွန်တော်တို့မှာတော့အဖွားလေးယောက်ရှိပါတယ်ကြီးစင်ငယ်လိုက်ပြောမယ်ဆိုရင်တော့အဖွားတော်ရွှေတုံအဖွားတော်ငွေတောင်းအဖွားငွေအောင်အဖွားရွှေဖောင်းတို့အမိရတဲ့အဖွားလေးယောက်ပါအဖွားလေးယောက်နဲ့မှအဖွားတော်ငွေတောင်တယောက်ပဲသူ့မိသားစုနဲ့အတူကျွန်တော်တို့ဆွေစဉ်မျိုးဆက်တက်မှတ်အမိပေးထားတဲ့အရှိဝိုင်းကျော်စင်ရက်မှာနေပြီးတော့ကြံဖွားတွေနဲ့ဖွားစီလာတဲ့မျိုးဆက်တွေကတော့ဒီနေ့အထိတောင်ဝိုင်းကြီးနီကုံရက်ကွက်မှာပဲနေထိုင်ကြတယ်အဖွားတော်ရွှေတုတ်ကတော့တောင်ဝိုင်းအတွင်းမှာရှိတဲ့အငယ်ဆုံးသမီးလေးဒေါ်တန်းနေမိသားစုနဲ့အတူနေထိုင်တာမို့ကျွန်တော်အမေဒေါ်အေးခင်နဲ့အကြီးလေးဒေါ်ရွှေတင်တို့ကကျွန်တော်တို့တောင်ဝိုင်းအတွင်းမှာယာယီအိမ်ဆောက်နေထိုင်ခွင့်ပြုဖို့တောင်းဆိုရန်အမေကစိတ်မြန်လက်မြန်နဲ့ခေါ်သွားခြင်းပဲဖြစ်တယ်မတ်တင်ရွှေဘယ်တော့မှရောက်တော့မောင်ဖိုးစောနဲ့ကလေးတွေရောနေကောင်းကြရလားကွယ်ညီတို့ရသတင်းတွေလည်းကြားလို့ငါကစိတ်ပူမိတာကျမစောကပဲမအေးခင်တို့အိမ်ကိုရောက်ပါတယ်ရွာမှာတော့လူတွေကသွေးပြက်ပြီးတော့ဟိုဒီဒီပြောင်းရွှေ့ကုန်ကြပြီရွာမှာအိမ်အောင်စု3ပုံ1ပုံလောက်ပဲကျန်တော့တာအိုကွယ်ညီတို့ရွာသားတွေကလည်းတတ်တိအတော်နဲတကူအိမ်မက်ဆိုတာကသွေးတွေခြောက်ချရင်လည်းမတ်တတ်တာပဲကွယ်အိမ်မက်ကတယောက်တည်းမတ်တာမဟုတ်ဘူးရွာရှိလူကုန်နီးပါးကမတ်နေကြတာအမေရေဒီကြားထဲလဲကာကြီးကနေအထီကိုအခရာစလုံးတွေကတစ်ပင်တွေဇရက်တွေအိမ်နေနဲ့နေရာအနှံ့မှာပေါ်လာတာတဲ့နောက်ပြီးတော့လေရွာကနေပြီးတော့လဲအမြန်ထွက်ကြဘလူးဝင်တော့မယ်ဘလူးစားမခံခြင်းရင်တော့ဘာညာဆိုပြီးတော့လဲစုံနေတာပါပဲအမေကမျိုးပေါ်မှာနေပြီးတော့ဘဲကြောက်မလဲအိုကွယ်ငါမှနှစွန်နှဖျားကြတာဒါလောက်မှမသိတာပဲကဲမောင်ဖိုးစောနဲ့မတ်တင်ရွှေရဲ့မိသားစုတွေကအဲ့ဒီရွာကမပြောင်းကြသေးဘူးလားဟုတ်ကဲ့မတ်တင်ရွှေကတော့ကျမတို့တောင်ဝိုင်းထဲမှာရှိတဲ့မြေကွက်လက်တစ်ခုမှာအိမ်ဆောက်ပြီးတော့ခဏနေခြင်းလို့လာပြောတာအမေဟုတ်လားမတ်တင်ရွှေငါတို့တောင်ဝိုင်းကိုအချိန်မီပြောင်းလာပါကွယ်ကဲမတ်တင်ရွှေညီအကြပဲအမေကအချိန်မီပြောင်းလာတဲ့ထိုနေ့ကဒေါ်ဒေရှင်တယောက်လဲရွာမပြောင်းရန်ကြိုတင်ပြင်ဆင်သည့်အနေဖြင့်အဖွားတော်တုတ်ထံကိုလာပြောတဲ့ကိစ္စကအဆင်ပြေသွားလေတော့တယ်တိမ်ကုန်းရွာလေးလဲကစင်ကလျားဖြစ်နေချိန်အဲ့ဒီနှစ်ကလည်းမိုးခေါင်ပြီးတော့စပားကမရငရုတ်ကလည်းပိုးကြပြီးတော့အထွက်နေတာမို့လေသမားရသမားကိုင်းသမားတွေလည်းထွက်ကုန်သီးနှံတွေကရောင်းစားဖို့နေနေတာကိုဝမ်းကိုစားဖို့ပဲမလောက်မငှက်ဖြစ်ကြရတာမို့အတော်ကိုဒုက္ခရောက်ခဲ့ကြတယ်တိမ်ကုန်းရွာကလေးရဲ့ရွာသူရွာသားတွေကတော့အတိကိုဒုက္ခရောက်ကုန်ကြတာပါပဲအဲ့ဒါလို့အတိဒုက္ခများနေတဲ့တိမ်ကုန်းရွာသားတွေအနက်မှမမျှော်လင့်ပဲဝင်ငွေကောင်းကောင်းနဲ့စီးပွားရှာနေတဲ့မိသားစုတစုကတော့ဦးကျွဲကြီးမိသားစုပဲသူမိသားစုကတော့အားလုံးပေါင်း9ယောက်ရှိပါတယ်။အဲ့ဒီ9ယောက်နဲ့မှဦးကျွဲကြီးရဲ့မိန်းမနဲ့သမီးပဲအမျိုးသမီးတွေဖြစ်ပြီးတော့ကျန်9ယောက်ကတော့ကြားရယောက်ျားသားတွေကြီးပဲဖြစ်တဲ့အတွက်ကြောင့်မလို့
အားကောင်းမောင်းတန်တွေကြီးပါပဲကိုစီကုံကအလုတ်ကျန်းလုပ်တဲ့သူတွေဖြစ်တာကြောင့်ဘယ်သူတွေဘလောက်ပဲပြောင်းပြောင်းသူတို့ကတော့ဘဲမှမပြောင်းမှုဆိုတဲ့မိသားစုတွေပေါ့ဦးကျော်ကြီးရေကျုပ်တို့အိမ်လေးဖြတ်ပြီးတော့တဖန်းကုန်းကရွာကိုပြောင်းမယ်ဗျာလူရောလှဲပါကူပါအောင်ဟုတ်ကဲ့ကူပါမယ်မောင်ကျွဲကြီးကျမတို့ကတော့အင်းစင်းပြောင်းမယ်အဲ့ဒါကျမတို့စပယ်ကြီးလေးဖြတ်ပြီးတော့လှဲနေပို့ပေးပါအောင်ဟုတ်ကဲ့မကြီးစောရင်တော့ချက်ချင်းဆောင်ရွက်ပေးပါမယ်ကိုရင်ငကြွက်ကျုပ်အိမ်ဖြတ်ပြီးတော့ပုံထားတယ်လှဲနေစီတိုက်လောက်တော့ရှိမယ်ထင်တယ်ဒီနေ့လက်ဆက်ကန်ရွာကိုအရောက်ပို့ပေးပါဗျာဒီတဝါးတွေနဲ့ပဲအိမ်ပြန်ဆောက်ရမှာမို့ပါဒီနေ့ရောက်မှဖြစ်မယ်အေးပါဒိုသားဖလှဲနေစီနဲ့တပြိုင်နက်တည်းတစ်ချိန်နဲ့ပို့ပေးပါမယ်နေ့စဉ်နဲ့မျှဦးကျွဲကြီးတို့သားဖကမအားရအိမ်ငါးဖြတ်သူကဖြတ်လိုရာရက်ကိုလှဲနေတဲ့သူကတဲပူပြီးတော့ဝန်ဆောင်ကတွေကလည်းတနေ့နဲ့တနေ့မနှဲရတာလေဒါအပြင်စားဖို့တောက်ဖို့အတွက်ကလည်းကာယကံရှင်အိမ်ရှင်တွေကကျွေးမွေးတဲ့အတွက်ကြောင့်မလို့ဦးကျွဲကြီးတို့သားဖကလည်းကြက်ကန်းဆန်ဦးတို့တို့လိုဟန်ချနေကြတော့တယ်အိမ်ကြီး80ကျော်လောက်ရှိတဲ့တိမ်ကုန်းလေးရွာကလည်းလက်တလောဖြစ်ပေါ်နေတဲ့အဖြစ်ပြက်တွေကလည်းနေတိုင်းမြင်မဲ့နေကြအိမ်မက်ဆိုးတွေရွာထဲမှာလည်းခွေးတွေမရှိသလောက်အခြေအနေဖြစ်နေပြီမဲ့ညာတိုင်းဆွဆွငွေဦးနေတဲ့ကြောက်ခမန်းလီလီခွေးဦးတန်တွေကတော့တနေ့ထက်တနေ့ရွာသူရွာသားတွေကိုသွေးပြက်အားငယ်စီခဲ့တယ်ဒါလို့နဲ့တနေ့ရွာကနေပြီးတော့ရွာသူရွာသားတွေပြောင်းချသွားကြတာအင်ဂျင်20အစိတ်လောက်ပဲကျန်တော့တယ်ဒီအချိန်ဒီမှာတော့ရွာဦးကျောင်းဆရာတော်နဲ့ကျောင်းရှိရဟန်းတန်ခါများအတွက်ကိုစွန်ကုန်းအခက်ခဲကဖြစ်လာလေတော့တယ်ဒီကိစ္စကလည်းတရက်သေးပြီးသွားတဲ့ကိစ္စမဟုတ်ဘူးလေဒါကြောင့်ရွာလူကြီးဦးစောဘိန်းတော်ဆရာကြီးအဘဦးဖိုးညံဦးဆန်နဲ့ဦးအောင်ပြင်းတို့ကဆရာတော်နဲ့တွေ့ဆုံပြီးတော့ဩဝါဒခံမှုအတွက်ရွာဦးကျောင်းကိုရောက်လာကြလေတော့တယ်တကာကြီးတို့ရွာကလည်းတနေ့တခြားအင်ဂျင်နဲလာပြီးဘလို့အစီအမံများရှိကြလဲဆရာတော်ကြီးလည်းကြေးရွာလူကြီးများကျောင်းပေါ်ရောက်ရှိလာပြီးတော့ဝိဖြည့်ထိုင်ပြီးချင်မှာပဲမေးလိုက်ခြင်းပဲဖြစ်တယ်မှန်ပါဖေဟာတပည့်တော်တို့လည်းရှေ့ဆက်ဘာလို့ရမလဲဆိုတာကိုဝေခွဲမရဖြစ်နေပါတယ်ဖေဟာဆရာတော်ရဲ့ဩဝါဒကိုခံယူပြီးတော့လိုက်နာဆောင်ရွက်ချင်ပါတယ်ဖေဟာဂိုင်းဘုန်းကြီးသဘောကတော့ဒီရွာမှာအိမ်တော်စုတစုကြံသေးရင်တော့မှဒီရွာဒီကျောင်းသင်္ကန်းကဘလို့မှကြွမသွားပါဘူးကပ္ပိယကြီးဟာလည်း9ပါးတီလာကိုခါဝတ်ပစုကဲသူမြဲတဲ့သူတယောက်ပါဖုန်ကြီးနဲ့အတူနေလာတာကြာပြီဆိုတာလည်းဖုန်ကြီးသိပါတယ်မဟုတ်မမှန်မပြောတတ်ဖက်အမှန်ကိုပဲပြောတတ်တယ်ဆိုတာလည်းဖုန်ကြီးကယုံပါတယ်မှန်ပါဖေဟာတို့ပေမဲ့အိမ်မက်တိုင်းဖြစ်မယ်လို့လည်းဖေဟာဟောထားတာမှမဟုတ်ပဲမှန်ပါဆရာတော်နဲ့ကျောင်းမှာရှိတဲ့ယဟန်တန်ကအတော်တော်များများအတွက်စွန်ကုန်မပြည့်စုံပါကိုစိုးတဲ့အတွက်ကြောင့်မလို့တပည့်တော်တို့တက်ဆွမ်းသမျှဆောင်ရွက်ပေးပါမယ်ဆိုတာဆရာတော်ထံလာပြီးတော့ရှောက်ထားကြတာပါဖေဟာစွန်ကုန်းဝေယဝိဆာတွေအတွက်တော့တကာကြီးတို့မပူကြနဲ့စင်ကျုံတော့ရကြောက်တိုက်ကြီးကကိုတော်တွေတောင်မှရမဲသိန်းမြို့ပေါ်တက်ပြီးတော့တန်းစွန်းနေကြွပြီးတော့ဆုံးခံကြတာပဲဆရာတော်တို့ကလည်းမြို့ပေါ်တက်ပြီးဆုံးခံလို့ရပါတယ်ကွယ်ဝင်းကြီးနဲ့လည်းညီပါတယ်ဆရာတော်ကြီးရဲ့မိန့်ကြားချက်ကိုကြားရတာတပည့်တော်တို့လည်းအားရဝမ်းသာဖြစ်လာပါတယ်ဖေ။လောလောဆယ်တော့တန်းစင်းကြတာမပြုတ်ပါနဲ့အောင်ဖေ။အခုရှိတဲ့မိသားစုတွေကပဲစွန်ကုန်းဝေယဝိဆာတွေကိုတာဝန်ယူပါမယ်ဖေ။အဲ့နောက်မှာတော့တကြီးဦးစောဘိန်းတော်ဆရာကြီးဦးဆန်နဲ့ဦးသက်ပြင်းတို့ကလည်းရွာလူကြီးများဖြစ်ပေါ်နေတဲ့တောကများကိုတက်တာကကျောင်းမှပြန်လာကြတော့တယ်ဆရာတော်ကြီးရဲ့မိန့်ကြားချက်ကိုလည်းလက်ရှိရွာတွင်ရှိနေသေးတဲ့အိမ်တော်စုများကိုလက်ဆင့်ကမ်းပြောကြားလိုက်လေတော့တယ်ပြောင်းကျင်သူပြောင်းဒုံမပြောင်း6ချင်တိုင်း6ဒုံမကြောက်ဟဲ့ဘာတွေလဲစာရီပေါ်လာပြန်ပြီလားစာရီထပ်ပေါ်လာတာမဟုတ်ပါဘူးဦးကျွဲကြီးသားဖတွေကအိမ်ဟောင်းတွေကိုဖြတ်ပြီးတော့လဲဆယ်ကန်ကိုသွားပုတ်ပြီးအပြန်မှာတောက်စားမူးရပြီးတော့အော်ဂျင်နာတွေအော်နေတာပါအမလီတော့ငကိုတဲကမှလူတွေကသွေးလေခြောက်ချနေရတဲ့ကြားတဲ့ဒင်းတို့ကတမောင်အဖွားကျော်သေးလို့တဲ့အဲ့တော့သွားလာဆဆတောက်တာအကောင်းကြီးကနေပြီးတော့ဘလို့ဖြစ်လို့သေးတာလဲမနေ့ကကိုရင်ပေတလူးကစွန့်ညိုက်လာယူတော့ကတော့မှပဲခေကြီးကကောင်းတာမဟုတ်ဘူးယတနာသုံးပါမမေးကြနဲ့ကိုရင်နေဘူးလဲလေတိတ်မထွက်နဲ့တဲ့ကြောက်ကြီးပေါက်တတ်တယ်လို့လည်းပြောပြီးတော့ကိုရင်ပေတလူးကိုလည်းထန်းရက်ခဲတွေလှူလိုက်သေးတယ်တဲ့ဟိုအိမ်မက်ကစလာပြီလားမသိဘူးနော်ဟဲမဦးမချော့အဘကျွဲအသက်ကလည်း80ရှိပြီဟဲ့တောသူတောင်သားတွေမို့ထင်းခွေရေခက်လုံနိုင်သေးတာအရွယ်ကအချိန်တန်နေပြီပဲနေရာတကာအကြောင်းကြီးငယ်ကိစ္စဖြစ်တိုင်းရွာမှာဖြစ်တဲ့အိမ်မက်ကိုပဲဆွတ်ဆက်ပြီးတော့ပြောတတ်မနေနဲ့ခက်တာကရွာမှာကလည်းအင်ကြီးအစိတ်20လောက်ပဲကျန်တော့တာဆိုတော့ကျန်တဲ့လူတွေကလည်းရှိကြတာမဟုတ်ဘူးယောက်ျားသားကလည်းတယောက်စ2ယောက်အိမ်ဆောက်ထားပြီးတော့ကျန်အိမ်သားတွေကလည်းမြို့တယ်နေကြပြီးတော့ရွာနီး6ဆက်ကဆွေမျိုးတွေရဲ့ရွာတွေကိုလည်းတွားနေကြတယ်လေညဆိုရင်လဲငှက်ဆိုးထိုးတဲ့အနေနဲ့ခွေးော်တန်တွေကလွဲလို့ဘာမှလည်းမကြားရဘူးခွေးော်တန်တွေကလည်းရွာကလက်ကြံခွေးတွေអော်တာမဟုတ်ဘူးရွာမှာလည်းခွေးကတိတ်မရှိတော့ဘူးတို့အဖေပြောတာငါသတိရတယ်အိမ်မွေးတော်ဝါကျွဲနွားမြင်းခွေးစားတဲ့တော်ဝါတွေက
လူတွေထက်ဝိညာဉ်သစေတရေမကောင်းဆိုးဝါးတွေကိုပို့ပြီးမြင်တတ်တယ်ဆိုတာပဲအန်ဒီရဲ့ကြောက်ရောက်တော့မယ်ဆိုရင်လေကြိုပြီးသိတယ်တဲ့အေးအဲ့ဒါငါလဲကြားဘူးတယ်ဒါဆိုဟိုအိမ်မက်မတ်တို့မြန်ကတ်ဆိုင်နေဗလားမသိဘူးနော်အန်ဒီရဲ့ကြောက်ရောက်တော့မှမှုခွေးတွေကကြိုသိပြီးတော့ခွေးတွေຢာကနေပျောက်ကုန်တာနေမယ်လာပြီတိုးမောင်မင်းကိုကြာစည်းနဲ့ပေးသားဖို့ပဲကောင်းတယ်တခါလာလဲအိမ်မက်နဲ့ပဲဆွဲပြီးတော့တွေးပြီးပြောနေကြတယ်အလကားနေရင်လည်းရွာကလူတွေကိုသွေးပြက်ခြောက်ချအောင်မင်းတို့လောက်ကြတယ်နော်မင်းတို့ကတော့တမောက်ငါလဲထင်တာပြောမိတာပါဗကြီးယာကဲကွာဒါဆိုရွာထဲကခွေးတွေကဘယ်ပြောက်ကုန်တာလဲအေးတိကျရင်ငါပြောပြမယ်ခွေးဆိုတဲ့သရဝါတွေကအိမ်မွေးသရဝါတွေထဲမှာမှတစ္ဆာအရှိဆုံးသရဝါလေဘလောက်တောင်တစ္ဆာရှိလဲဆိုရင်တချို့တွေဆိုရင်တော့လူအမိခံလူတွေထက်တောင်တစ္ဆာရှိသေးတယ်တခင်ตาတဲ့အခါမှာလဲတခင်နာမှာအတူနေပြီးတော့တခင်ကိုစောင့်ရှောက်တယ်လို့တခင်နှုံချတဲ့အခါမှာလဲပြက်ခွာမသွားဘဲနဲ့အနီးမှာပဲအနာခံပြီးတော့အသက်အသေးခံတာတခင်ကိုစောင့်ရှောက်တဲ့သရဝါမျိုးဆိုတာမင်းသိထားတစ္ဆာမရှိကျေးဇူးမသိတဲ့လူတွေထက်တန်မိုးရှိတယ်ကွာအေးအဲ့ဒါဘာဖြစ်လဲဘာဖြစ်ရမလဲရွာကလူတွေပြောင်းရွှေ့နေတာမင်းမမြင်ဘူးလားခွေးတွေကသူ့တခင်ပြောင်းတော့သူတို့တခင်တော်ကိုလိုက်သွားတာပေါ့ကွာတခင်မရှိတဲ့ခွေးလေးနေပဲကြံခဲ့တာပေါ့မင်းတို့တွေတောင်တွေးမြောက်တွေးမနေစမ်းပါနဲ့ကွာတိမ်ကုန်းရလေးကရွာသူရွာသားတွေလည်းကိုတော့ကကိုပူတာတွေနဲ့အေးတာကိုသတိမထားနိုင်မိတော့ပဲဘယ်နေရာဘယ်ကိုပြောင်းရမယ်ဆိုတာကိုစီကွန်ကအတော်ပင်ပန်းနေပြီပဲဖြစ်တယ်တော်တလင်းနေပစွန်သေးဆိုတဲ့စကားလိုပဲအဲ့ဒီအချိန်အခါတုန်းကလည်းချစ်တောက်ပူပြင်းနေတဲ့နေအောင်ကြီးအောက်မှာမှတောကကိုရင်ဝယ်တွေပိုက်ပြီးတော့လှုပ်ရှားနေရတာကိုဦးကျွဲကြီးသားအလက်ကောင်ကျော်သိန်းပိုးထီလို့စိတ်ယုံပို့တာလမ်းမှာပဲဆုံးသွားတယ်ကျော်သိန်းဆိုတဲ့ကောင်ကလည်းအလွန်ကျန်းတဲ့ကောင်တော်ယုံမွေလောက်ကတော့အမိဆွဲပြီးတော့ကိုင်မောက်ပြစ်တာအခုဟာကအငိုက်မိလို့ခံရတာဦးဆန်ရေကျုပ်တော့စိတ်ထဲတော့ဇနိုးစနောက်ဖြစ်လာပြီဗျာတကြီးအိမ်သွားပြီးတော့စကားစာမီပြောကြရအောင်ကောင်းပါလေဘိုးသက်ပြင်းရေသွားကြတာပေါ့ဟောဦးဆန်နဲ့ဘိုးသက်ပြင်းတို့ပါလားလာကြထိုင်မတ်တင်ရွှေရေအကျန်းဦးနဲ့ထမ်းလျက်ကလေးယူခဲ့ပါကွာတကြီးဦးစောကလည်းဦးဆန်နဲ့ဘိုးသက်ပြင်းတို့ကိုကြိုးဆိုရင်းနဲ့တကြီးကတော့ကိုတစ်ဆက်ထဲမှာပဲရင်းနှီးချမ်းနဲ့ထမ်းလျက်အကိုယူလာဖို့ပြောလိုက်လေတော့တယ်တကြီးရေဒီတစ်ခါတော့ကျုပ်တို့ပြောတဲ့စကားကိုအလေးနဲ့ထားစဉ်းစားစီခြင်းနဲ့ဗျာဟုတ်ကဲ့ပြောပါဗျာကျွန်တော်တို့ကတော့ကောင်းတိုင်မြင်စိုးတိုင်မြင်နေလာကြတဲ့သူတွေပဲဟာဒလိုပြတကြီးဟုတ်ကဲ့ဘိုးသက်ပြင်းပြောပါဦးဒလိုပါကျွန်တော်တို့ရွာကကပ္ပိယကြီးအိမ်မက်စကားတွေကိုယုံတဲ့သူတွေရှိသလိုမယုံတော့ယုံတော့ရှိတဲ့သူတွေကလည်းရှိကြတယ်ဒလိုအခြေအနေမှာပဲအံ့ဩစရာကောင်းလောက်အောင်ဇရက်တစောင်းဖျက်ပြိုးဖျက်ပြဲအိမ်တစ်ပင်စတာတွေမှာလည်းအခရာစကလုံးနေနဲ့ရွာပြက်မယ်ကတ်ဆိုင်မယ်ဘလူးဝင်စားတာခံရမယ်ပြေးနိုင်မှလွတ်မယ်မသေးချင်းအမြန်ထွက်သွားစတဲ့စကလုံးတွေကလည်းနေရာနှံ့ကနေပေါ်လာတာတကြီးအိမ်ရှိကညောင်မင်းကြီးနဲ့အိမ်နောက်ကစပက်ကြီးမှာတော့စကလုံးနေတာတန်းစီနေတာပဲမလားဒါတွေဟာတော်ယုံကိစ္စထူးခြားဖြစ်နေနေတော့မဟုတ်ဘူးဂမ်ဘီယာဆန်နဲ့ဖြစ်စဉ်နေဗျအဲ့ဒီဂမ်ဘီယာဖြစ်စဉ်တွေကိုအလေးမထားမယုံကြည်တဲ့ထဲမှာလဲဘိန်းတော်ဆရာကြီးအဘဥဖိုးညံလဲပါတယ်သူမယုံကြည်ရတဲ့အကြောင်းကိုတော့ကျွန်တော်တို့ကိုပြောပြတယ်လို့အလင်းသိရင်တင့်တယ်လို့တခြားသူတွေကိုလည်းပြောတာတကြီးရဲ့တကြီးလည်းသိပါတယ်သူကကံကောင်းနေတော့ဘာမှမဖြစ်ပေမဲ့သူဇနီးအဖွားတော်ကျွဲအိယာပေါ်မှာအိတ်နေရင်နဲ့ဘာဖြစ်လို့ဖြစ်မှန်းမသိဘူးတေသွားရှာတယ်လေဒါကပထမဆုံးဖြစ်စဉ်ပဲထန်းသီးကြွေခိုက်ကြီးနေခိုက်ဆိုသလိုတိုက်ဆိုင်လို့ပါလို့ပြောချင်ပြောအောင်ကြုတ်လက်ခံပါတယ်တကြီးနောက်ကြော်သိန်းကိစ္စဦးငွေဆောင်တို့အိမ်ကြောက်ဖြူကုန်းရပြောင်းတာမို့မနဲ့အစောကြီးကလေးကကြော်သိန်းအပါဝင်ကျွဲကြီးတို့သားဖားကတယောက်တလဲနဲ့ဦးငွေမောင်ရဲ့အိမ်ကိုဖျက်ပြီးတော့ဦးထိန်မောင်တို့ရွာထဲမှာတစ်ဝါးတွေစုပုံလိုက်ကြတာနေ့လယ်ပိုင်းမှာလည်းနေပူတန်ဖြစ်ပြီးတော့နွားတွေကလည်းပင်ပန်းလူတွေကလည်းနွမ်းနာကြောင့်ညနေပိုင်းမှာပို့မယ်ဆိုပြီးတော့ဖခင်ဖြစ်တဲ့ဦးကျွဲကြီးကိုပြောပြီးတော့နွားတွေကိုအစာကျွေးရေတိုက်ပြီးတော့အနားပေးလိုက်တာသူတို့သားဖာတွေကတော့တောရဲ့အကြီးစားသုံးလုံးကိုအလဲမှာထားပြီးတော့တစ်ခွက်တစ်ဖလားစားတောက်ပြီးတော့တမေးလေးမှေးကနေအိပ်ပျော်သွားတယ်ဆိုပါတော့ဟေ့ကောင်ကျော်သိန်းညနေ9 နာရီထိုးတော့မယ်ထကျောင်းဖြူကောင်ရွာသားကြဆိုကျန်တဲ့ကောင်တွေဒိုလဲပေါ်ကိုတစ်တွေဝါးတွေကိုဝိုင်းတူပေးအောင်ဟေ့အဘကျုပ်ပိုးထီပြီဟာဟေ့ကောင်ဗမားလဲဟိုမှတစ်ပေပေးမှာခွေနေတယ်မွေးပွေးကိုင်းကွာသိစမ်းဦးကျွဲကြီးကလည်းလက်ထဲမှာအသင့်ရှိနေတဲ့နှစ်လက်မတက်သားထုတ်ကြီးနဲ့3-4ချက်လောက်ရိုက်လိုက်ရာမွေပွေးကတေသွားလေတော့တယ်ကဲဟဲ့ကောင်လေးကျော်သိန်းကိုငါ့ရဲ့လှဲပေါ်ကိုတင်ပြီးတော့ဆေးရုံအမြန်ပို့ကြရအောင်အဲ့နောက်ကျော်သိန်းဆေးရုံမရောက်ခင်မှာပဲလမ်းမှာပဲတေဆုံးသွားတာကျော်သိန်းရက်လဲပြီးတော့နောက်တနေ့ဦးကျွဲကြီးကလည်းနွားစာဆေးရင်နဲ့ရုတ်တရက်လဲကြပြီးတေဆုံးသွားပြန်တာကျုပ်စဉ်းစားမိတာကတော့ကပ္ပိယကြီးအိမ်မက်တွေကိုမယုံကြည်တဲ့သူတွေထဲမှာဦးကျွဲကြီးတို့သားဖားကထိတ်ဆုံးတာပဲပြီးတော့အဘဖိုးညံတကယ်တော့ကျုပ်တို့တွေကလည်းအဘဖိုးညံပြောင်းကြတဲ့ကပြောင်းသွားတဲ့နာဆရာတော်ကြီးနဲ့တကြီးကိုအားနာလို့အခုတော့အန်ရီတွေကဒစနဲ့နီးလာပြီကျန်လူတွေအားလုံးရွာကလည်းပြောင်းတင်ပြီထင်တယ်ကဲမမြင်ရတဲ့အန်ရီတွေနဲ့ထူးခြားဆန်းပြတဲ့ဂမ်ဘီယာဖြစ်စဉ်တွေကိုမျက်မြင်ကိုယ်တွေကြုံတွေ့လာတဲ့ကျွန်တော်လည်းခမားတို့ကိုမတားတော့ပါဘူးအခုပဲဆရာတော်ကြီးကိုသွားလျှောက်ကြမယ်ဆရာတော်ကြီးနဲ့တန်ဃာတော်တွေကို
တင့်ရအကြောင်းသင်ခန်းဒီမှာပထမဦးဆုံးပြောင်းရွှေ့ပြီးတော့ကျုပ်တို့လည်းတစ်ဆက်တည်းပြောင်းကြတာပေါ့ဗျာထိုနေ့ကစ၍တိမ်ကုန်းရွာလေးကရမဲသိမ်းမြို့နယ်အတွင်းမှာပျောက်သွားခဲ့တာကတော့အံ့ဩစရာအဖြစ်အပျက်တစ်ခုပါပဲအခုလဲအဲ့ဒီရွာကြီးရဲ့မျက်နှာချင်းဆိုင်ရန်ကုန်မန္တလေးလမ်းဟောင်းတစ်လျှောက်တော့အစိုးရစက်ရုံအလုပ်ရုံများနဲ့လုပ်သားတွေနေ့စဉ်သွာလာလှုပ်ရှားနေတာမှုစီကားလာပါတယ်တောင်တိုင်းမှာလည်းဗဒင်များမရှိတောတိုင်းမှာလည်းစံတကူးမရှိဆိုပေမဲ့နေရာတိုင်းမှာတော့ဂမ်ဘီယာဖြစ်စဉ်တွေရှိတယ်ဆိုတာတော့အားလုံးသိထားသင့်ပါတယ်ဇလန်းလေးကတော့ဒီမှာတင်ပြီးဆုံးသွားပါပြီရှင်ဇလန်းလေးကိုရေးသားပေးတဲ့မိုးရင်းသားရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်